မိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ကေအောင်နေပညာရှိကိုအရှိတွေလို့မိဝဲစိတ်ကနေယူစေသုံးမရဲ့နာမိပါများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲနေရှိကတင်ကြိုးပြုခဲ့ဖို့ဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကောင်းထိန်လို့မတိမ်သေးနဲ့စောင့်တည်လေဥစ္စာကိုပေးနေထိုင်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေတကောင်းတရားဘူးသည်များကိုကြားမြင်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတက်သေးလေလူနစ်ဆိုင်ရာခြင်းဝိများကိုကောင်းစွာသင်ကြားနာလေစေမှန်ကန်ရင်ချစ်ချိုတာဆိုရတပါစေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေမြတ်မိုးရွှေတောင်းမိဘချေကိုကောင်းသာဆက်ပေးဝိချေတဲ့ကျွေးသေးချတာတာနဲ့မယားကိုမြောက်စားချီးမြှင့်ဝိကုန်စေအလောက်တာဝေးမလေးနဲ့အပြစ်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရဲ့မျော်လေးသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေသုံးတဲ့စေတနာကျူးစင်လန်းလို့ဘေကံဝိညာ